လာပါရှင်ဒီနေ့မှာတော့ညီမတို့ဒေါ်ကြည်တန်းနှစ်ကိုမင်းသူစိတ်ကရိယာဆိုင်ကြီးကနေပြီးတော့เนาะနဲအော်ရာအမှားလေးတွေကိုဘလို့မျိုးတေချာထုတ်ပိုးစစ်ဆေးလဲနောက်ပြီးပါကင်ဘလို့တေချာပိတ်ပေးလဲဆိုတာကိုအတူတူလိုက်ကြည့်ရအောင်ရှင်ကျမ်းမာရေးသုံးပစ္စည်းကရိယာတွေကိုတာဝန်ယူမှုအပြည့်နဲ့စီစဉ်ရောင်းချပေးနေတဲ့ဒေါ်ကြည်တန်းနှစ်ကိုမင်းသူဆိုတော့အလွဲမှအပြက်အစီဘာဆိုဘာမှမရှိရအောင်တေချာလေးဂယူးဆိုင်ပေးပါတယ်အော်ရာအမှားပစ္စည်းအမျိုးမြည်တွေကိုလည်းအရေးအတွက်ဖုံးနံပါတ်လိပ်စာတွေမှားယွင်းမှုမရှိရအောင်ငွေလွဲငွေချေနဲ့ပတ်သက်ပြီးတော့လည်းရှင်းရှင်းလင်းလင်းတိတိကျကျနဲ့စိတ်ချအောင်အခုလိုအထက်ထက်စစ်ဆေးထုတ်ပိုးဆောင်ရွက်ပေးပါရရှင်ရန်ကုန်မြို့ရင်းအမှားပစ္စည်းတွေကိုသာမကနေဝေးအော်ဒါတွေကိုလက်လီလက်ကလက်ခံရောင်းချပေးနေတာဖြစ်လို့မမင်တို့ရဲ့ဒေါ်ကြည်တန်းနှစ်ကိုမင်းသူဆိုင်ကနေစိတ်ချလက်ချဆက်သွယ်မှာယူလိုက်ပါနော်ဒေါ်ကြည်တန်းနှစ်ကိုမင်းသူကမှားမှာတော့100ရာခိုင်နှုန်းစိတ်ချထားလိုက်ပါနော်။ဘာလို့လဲဆိုတော့ customer တွေမှာယူထားတဲ့ကျန်းမာရေးသုံးပစ္စည်းကရိယာအကြီးအသေးမျိုးစုံကိုအလွဲမှားမရှိအောင်တေချာစစ်စစ်ပြီးမှပို့ပေးနေတာဖြစ်ပါတယ်။ရန်ကုန်မြို့ရင်းကအမှားတွေကိုလည်းအိမ်တိုင်ရောက်ပို့ဆောင်ပေးနေတဲ့အပြင်မြန်မာပြည်တလွှားကနေအော်ရာအမှားများကိုလည်းအခုလိုမျိုးပစ္စည်းရော်ရင်းပျောက်ပြက်တာမရှိရအောင်ဖိုင်နဲ့လည်းပြန်လည်ပြီးကြည့်ရှုလို့ရအောင်ဗီဒီယိုမှတ်တမ်းလေးတင်ထားပေးပါသေးတယ်ရှင်။တေချာစနစ်တကျအစစ်စစ်ပြင်ဆင်ထုတ်ပိုးပြီးမှနေကားဂိတ်တွေကိုလည်းသွားချပေးတာဖြစ်ပါတယ်ရှင်။စေယုံစေကန်းသုံးစက်ပစ္စည်းကရိယာတွေနဲ့ပတ်သက်လာရင် Granny လဲခိုင်မာပြီး after sale service အပိုင်းကိုလည်းအပြည့်အဝတာဝန်ယူပေးထားတာကြောင့်ဒေါ်ကြည်တန်းနှစ်ကိုမင်းသူနဲ့ဆိုရင်ဆရာမတိုင်းစိတ်တိုင်းကြတာပေါ့ရှင်။ယခုလိုမျိုးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစက်ပစ္စည်းကရိယာအသုံးအဆောင်တွေကိုလက်လီလက်ကဝယ်ယူဖို့ဆိုရင်တော့ညီမတို့ဒေါ်ကြည်တန်းနှစ်ကိုမင်းသူဆိုင်ကနေစိတ်ချစွာမှာယူလိုက်ပါနော်။